ခေါ်ရင်ကောင်းမလဲ ဘယ်သူရင်ခေါ်ရမလဲ Tomboy ဟာလား Okay Tomboy the stage is yours ကျွန်တော်အရင်လေးစားရတယ်ပေးစရာလည်းဖြစ်တယ်အဆိုတော်လည်းဖြစ်တဲ့ကျွန်တော်ရဲ့ဆရာကြီးစလိုင်းဆွန်ကြီးရဲ့အချင်းတော့ကိုကျွန်တော်ရွေးထားပါတယ်မာလုံးတေးလေးအစုံတော့ဒီနလုံးမောโอเคမြေဒီစုံတော့ဒီတော့အချင်းမင်းနဲ့ဇာတင်စတဲ့နော်